Hello, welcome back to Little London's 2-Minute English. So today we're going to be looking at my daily life. So tomorrowနေ့ကျွန်တော်တို့ပြောလေးပြောထားရှိအလုပ်လေးလုပ်ထားရှိရဲ့အရာတွေကိုပြောကြည့်သွားမှာဖြစ်ပါတယ်။ So ကျွန်တော်နဲ့တူတူဒီနေ့မှာ vocabularies လေးတွေကိုလိုက်ကြည့်အောင်။ Okay, so the first one is wake up at. Wake up at. အေးရထားတယ်။ So ကျွန်တော်ဒီ at ရဲ့နောက်မှာအချိန်တစ်ခုခုထည့်လိုက်ရတယ်။ဒီမှာကျွန်တော်တို့ linking လေးရှိရယ် So wake နဲ့ up နဲ့အတန်လေးပေါင်းမယ်။ Wake up at နောက်ကနေလိုက်ပြောကြည့်ပါ။ Okay, number 2, brush my teeth. Brush my teeth. Wash my face. Wash my face. ဒီမှာကျွန်တော် linking ရှိရယ်ပြန်ပြီးတော့ have a တခါလေးတွဲမယ်။ Have a shower. Have a shower. Have breakfast. Have breakfast. Okay. So di ma jano breakfast ma break ma hu break. Okay. Have breakfast. Get dressed. Get dressed. So yong twa pho twa jano awat sa le da ai ko pyo chin da phitပါတယ်။ဒါလေးဒီဘက်ကိုကြည့်ကြည့်အောင်။ So take the bus. Ka si ye. Take the bus. Get to work. Get to work. Okay, so ကျွန်တော်ဒီမှာအလုပ်ကိုရောက်တယ် get to work. Start work. Start work. Leave work. အလုပ်ကနေပြီးတော့ပြန်လာတယ်အလုပ်ကနေထွက်ခွာလာတယ်ပေါ့နော်အလုပ်ပြီးသွားတယ် Leave work. Get back home. Get back home. အိမ်ပြန်ရောက်တယ် Go to bed. Go to bed. So ကျွန်တော်ဒီမှာညစာစားရဆိုလို့ရှိရင်ဒီဟာကိုပဲပြန်ပြောလိုက်ရတယ်ပေါ့နော် So have dinner. Have dinner. And then go to bed. So ကျွန်တော်ဒီဟာတော့နေ့တူကလုပ်လိုက်ရှိရဲ့လုပ်တွေပေါ့နော် So တစ်ချက်လောက်ကြည့်ပြီးတော့ကျွန်တော်ပြန်ကြည့်ပြီးတော့မှ live ပြောကြည့်ခြင်းလဲ try ကြည့်လို့ရပါတယ် So I hope you enjoyed today's 2 minutes English. Bye bye. See you.